အားလုံးပဲမင်္ဂလာပါဦးချင်းတော့ကောက်ကိုဂျပန်စာတင်တန်းနေကြိုဆိုပါရစေကျွန်တော်တို့ဦးချင်းတော့ကောက်ကိုဂျပန်စာတင်တန်းကဂျပန်စာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဗီဒီယိုလေးဖန်တီးပြီးတော့တင်ဆက်ပေးနေရဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဦးချင်းတော့ကောက်ကိုဂျပန်စာတင်တန်းရဲ့ Facebook page TikTok channel နဲ့ YouTube channel လေးတွေကို subscribe and follow လေးလုပ်ထားပြီးကြဖို့အတွက်အားလုံးမြတ်တာရက်ခံပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီနေ့ရဲ့သင်ခန်းစာလေးကိုစလိုက်ပါမယ်တန်ရှည်ဆွဲဖတ်ရတဲ့အခြေအနေကတကယ်တမ်းကျ9ခုရှိပါတယ်ဒါပေမဲ့လို့ပထမ5ခုကလွယ်ကူရိုးရှင်းတဲ့အတွက်ကြောင့်မလို့လွယ်တကူမှတ်နိုင်ပါတယ်ကျွန်တော်အရင်ဒီဗီဒီယိုမှာတေချာလေးရှင်းပြပေးထားခဲ့ပေမဲ့လို့ဒီမှာပြန်ပြီးတော့နှိပ်ပေးချင်ပါတယ်အဲ့တော့ပထမအခြေအနေကအလိုင်းကစလုံးရဲ့နောက်မှာအကိုတွေ့ရင်တန်ရှည်ဆွဲပြီးတော့ဖတ်ရပါတယ်ဒုတိယအခြေအနေကအီလိုင်းကစလုံးရဲ့နောက်မှာအီကိုတွေ့ရင်တန်ရှည်ဆွဲဖတ်ရပါမယ်နောက်ဥလိုင်းကစလုံးရဲ့နောက်မှာဥကိုတွေ့ရင်လည်းတန်ရှည်ဆွဲဖတ်ရပါမယ်အေးလိုင်းကစလုံးရဲ့နောက်မှာအဲကိုတွေ့ရင်လည်းတန်ရှည်ဆွဲဖတ်ရပါမယ်အိုလိုင်းကစလုံးရဲ့နောက်မှာအိုတွေ့ရင်လည်းတန်ရှည်ဆွဲဖတ်ရပါမယ်ပေါ့နော်အဲ့တော့ exam နဲ့တကွအသေးချာရှင်းပြထားတဲ့ဗီဒီယိုလေးကိုကြည့်ချင်ရင်တော့အဲ့ဒီဗီဒီယို link လေးကိုကျွန်တော် comment မှာချပေးထားပါမယ်ဒါပြန်ကြည့်လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့နောက်ထပ်ချွင်းချက်အခြေအနေနှစ်ခုကိုအသေးစိတ်ရှင်းပြပေးပါမယ်ဒါကြောင့်မလို့ဗီဒီယိုလေးဆုံးတဲ့အထိကြည့်ပေးကြပါခင်ဗျာပထမတစ်ခုကအေလာယာစလုံးရဲ့နောက်မှာအီကိုတွေ့ရင်လည်းအတန်ရှည်ဆွဲပြီးတော့ဖတ်ရပါတယ်အဲ့တော့အေလာယာစလုံးဆိုတာဘာလဲပြန်တွေးပေးချင်ပါတယ်အဲ့တော့အတန်ထွက်ကအေးနဲ့ကာယံညီနေတယ်ကိုက်ညီနေတယ်ဆိုရင်အဲ့ဒါအေလာယာစလုံးဖြစ်ပါတယ်နမူနာလေးဆိုလို့ရှိရင်ခေဆေတဲ့ပေါ့နော်အဲ့တော့ဒါတွေအားလုံးကအေးနဲ့အတန်ကာယံညီနေတယ်ကိုက်ညီနေတဲ့အတွက်ကြောင့်မလို့အေလာယာစလုံးတွေဖြစ်ပါတယ်သူတို့ရဲ့နောက်မှာအီကိုတွေ့ရင်ဒါအတန်ရှည်ဆွဲပြီးတော့ဖတ်ရပါတယ်နမူနာလေးကိုကြည့်ပါခေအေလာယာစလုံးမှာသူ့ရဲ့နောက်မှာ e ကိုတွေ့ရတဲ့အတွက်ကြောင့်ခဲ e လို့မဆိုဘဲနဲ့ဒီရှေ့ကခဲတန်လေးကိုဆွဲပြီးတော့ခဲလို့ဆိုရပါမယ်အဲ့တော့ဆေအေလာယာစလုံးမှာသူ့ရဲ့နောက်မှာ e ကိုတွေ့ရင်ဆေ e လို့မဆိုဘဲဒီရှေ့ကဆဲတန်လေးကိုဆွဲပြီးတော့ဆဲလို့ဆိုရပါမယ်နောက်တဲ့အေလာယာစလုံးမှာသူ့ရဲ့နောက်မှာ e ကိုတွေ့ရင်တဲ့ e လို့မဆိုဘဲနဲ့ဒီရှေ့ကတဲ့တန်လေးကိုဆွဲပြီးတော့ဒေးလို့ဆိုရပါမယ်ဒါဆိုပထမအခြေအနေရပါပြီဒုတိယအခြေအနေကကြတော့ဥလိုင်းကစလုံးရဲ့နောက်မှာဥကိုတွေ့ရင်လည်းတန်ရှည်ဆွဲပြီးတော့ဖားပါတယ်ဥလိုင်းကစလုံးဆိုတာဘာလဲပေါ့နော်အတန်ထွက်ကဥနဲ့ကာယံညီနေရကိုက်ညီနေရဆိုရင်အဲ့ဒါဥလိုင်းကစလုံးဖြစ်ပါတယ်သူ့ရဲ့နောက်မှာဥကိုတွေ့ရင်ပေါ့နော်အတန်ရှည်ဆွဲဖတ်ပါမယ်အဲ့တော့နမူနာလေးကြည့်ပါခိုးတို့ဆို့တို့တို့လို့ပေါ့နော်ဒါတွေအားလုံးကဒါဥနဲ့အတန်ကာယံညီနေရကိုက်ညီနေရအတွက်ကြောင့်ဥလိုင်းကစလုံးဖြစ်ပါတယ်သူတို့ရဲ့နောက်မှာဥကိုတွေ့ရင်အတန်ရှည်ဆွဲပြီးတော့ဖတ်ပါမယ်အဲ့တော့ဒီမှာဒါ example လေးတခြားပြန်ကြည့်ရအောင်ခိုးအိုလာရစလုံးမှာသူ့ရဲ့နောက်မှာဥတွေ့ရင်ခိုးဥလို့မဆိုဘဲနဲ့ဒီရှေ့ကခိုးတန်ကိုဆွဲပြီးတော့ခိုးလို့ဆိုပါမယ်ဆိုအိုလာရစလုံးမှာသူ့ရဲ့နောက်မှာဥကိုတွေ့ရင်ဒါဆိုဥလို့မဆိုဘဲနဲ့ဒီရှေ့ကဆိုတန်လေးကိုဆွဲပြီးတော့ဆိုလို့ဆိုပါမယ်တို့အိုလာရစလုံးမှာသူ့ရဲ့နောက်မှာဥကိုတွေ့ရင်တို့ဥလို့မဆိုဘဲနဲ့ဒီရှေ့ကတို့တန်လေးကိုဆွဲပြီးတော့တိုးလို့ဆိုပါမယ်ဒါကတော့ပေါ့နော်ချွင်းချက်အရှင်တွေနှစ်ခုဖြစ်ပါတယ်အဲ့တော့ကျောင်းသားများစုကဒီနေရာတွေမှာတတိလက်လွတ်ဖြစ်ပြီးတော့ပေါ့နော်အတန်ရှည်မဆွဲတတ်ကြပါဘူးဒါကြောင့်အထူးတတိထားပြီးတော့ဒီနှစ်ချက်ကိုမှတ်ပေးစေချင်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်တော့ဘယ်လိုရှင်ဒီမှာအတန်ရှည်ဆွဲပြီးဖတ်ရမလဲဆိုတာကိုအားလုံးတိတိကျကျနဲ့နားလည်သွားကြပြီလို့ထင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကအားလုံးအတွက်ပေါ့နော်အကျိုးစုံတရားရှိရဲဆိုလို့ရှိရင် like and share လေးပြုလုပ်ပေးတော့ပါခင်ဗျာနောက်ဗီဒီယိုကြီးကြလို့ရှိရင်အခုထပ်ပို့ပြီးတော့ပေါ့နော်စိတ်ဝင်စားစရာကောင်းတဲ့ဂျပန်စာနဲ့ပတ်သက်တဲ့ဘုသူတာတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဆောင်းမြောင်အားပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်တတာ